TikTok မှာ view ရဖို့အတွက် TikTok ရဲ့ policy အကြောင်းလေးတွေအကြမ်းပြင်းလေးကောင်ပြောပြပေးခြင်းနဲ့ဒီ policy တွေသိတယ်ဟဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ video တွေမှာကို view များအောင်လုပ်လို့ရတယ်ပြီးတော့ TikTok ကဘာလဲဆိုလို့ရှိရင် account ရဲ့ quality ဆိုတာရှိတယ်ပေါ့နော်ကို policy တွေကိုသိပြီးတော့ဒီအတိုင်းလိုက်လုပ်ထားတယ်ဟေ့ဆိုလို့ရှိရင်သူ account quality ကိုကောင်းနေပေါ့နော်အမှတ်ပေးတာကောင်းနေပေါ့အကယ်၍ကိုက policy တွေမသိဘဲနဲ့ကိုကရှောက်ပြီးတော့တင်တယ်အဲ့ဒီအချိန်မှာ TikTok ရဲ့ policy တစ်ခုနဲ့ညှိထားတယ်ဟေ့ဆိုရင်ကိုယ့်ရဲ့ account quality အမှတ်ပေးတာမကောင်းဘူးပေါ့နော်အဲ့တော့အမှတ်ကောင်းရင်ကောင်းတယ်လို့ TikTok က view ပို့ပြီးတော့များများပြတယ်အမှတ်မကောင်းရင်မကောင်းတယ်လို့မျိုး view short ပြီးတော့ပြတယ်အဲ့ဒီတော့တချို့ account တွေမှာဆိုလို့ရှိရင်ကို video တွေကောင်းတင်ဒါပေမဲ့ view ကဟာတအားနေနေတယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့ account quality ကမကောင်းလို့ကိုယ့် account က quality ဘာကြောင့်မကောင်းဘူးလဲဟေ့ဆိုလို့ရှိရင်ကို TikTok ရဲ့ဒီ policy တွေမသိဘဲနဲ့ဘယ်လိုတင်ရမယ်ဘယ်လိုမတင်ရဘူးဆိုတာမသိလို့ပါအဲ့တော့ okay ပထမဆုံးအနေနဲ့ TikTok ကဘယ်လို video လေးတွေကြိုက်လဲဆိုလို့ရှိရင်ကြည်ကြည်လေးနဲ့အတန်ကြည်ကြည်လေးရုပ်ကြည်ကြည်လေးနဲ့တင်တဲ့ video တွေကြိုက်တယ်အတန်ကြည်ကြည်လေးနဲ့ရုပ်ကြည်ကြည်လေးနဲ့တင်တဲ့ video တွေဆိုတဲ့အချိန်မှာကို camera ကြီးတွေနဲ့ဟို shade တွေရိုက်နေစရာမလိုဖုန်းလေးနဲ့ကြည်ကြည်လေးရိုးရိုးတန်းတန်းလေးအခုဒီ video ဆိုဖုန်းလေးရိုက်တာဒီလိုရိုးရိုးတန်းတန်းလေးတွေဆိုလို့ရှိရင်ရပြီเนาะအဲ့ဒီတော့အတန်ကြည်ကြည်လေးနဲ့ရုပ်ကြည်ကြည်လေးနဲ့ကြိုက်တယ်နောက်တစ်ခုကကိုယ်တိုင်တင်တဲ့ video တွေကိုကြိုက်တယ်ဗျာကိုယ်တိုင်တင်တဲ့ video တွေတချို့ကျတော့ဟိုက video တွေကူးပြီးတော့တင်တယ်ဒီက video တွေကူးပြီးတင်တယ်အဲ့ဒီလိုမျိုးဆိုလို့ရှိရင် TikTok မှာအရင်တင်ထားတဲ့သူရှိတဲ့ချိန်ကျရင် तू ကဒါကသူများရဲ့ video ကိုကူးပြီးတင်ပါတယ်ဆိုပြီးတော့ तू ကသိပါတယ်เนาะသိပါတယ်เนาะအဲ့ဒီလိုဆိုတော့ဗာလဲဆိုရင်အဲ့ဒီလိုမျိုးကူးပြီးတော့တင်လိုက်တာလိုမျိုးဆိုရင် TikTok ကဟာဒါသူများဟာကူးတင်တယ်ခုတ်ကူးဝေဆိုပြီးတော့ तू ကเนาะ view ကို short ပြီးတော့ပြတာမျိုးရှိပါတယ်နောက်တစ်ခုကဗာလဲဆိုတော့သူများရဲ့တခြင်းတွေကိုယူပြီးတော့မသုံးရဘူးဗျာသူများရဲ့တခြင်းတွေအကယ်ယူသုံးမယ်ဟေးဆိုလို့ရှိရင်လေကိုယ့်ရဲ့ account တက်နိုင်တယ်လို့ personal account မှာထားပါเนาะတချို့ကအများစုရှိတတ်တယ်ဗာလဲဆိုတော့ကိုယ့်ရဲ့ account ရဲ့ဒီ setting ကြီးကိုကျွန်တော် business account မှာထားတယ်ပြီးတော့တင်တဲ့အချိန်မှာဗာတွေ့ရလဲဆိုတော့ business account ဆိုရင်ကောင်တော့ copyright ပါတဲ့ဟာတွေကိုလုပ်လို့မရဘူးအဲ့ဒီလိုမျိုးလေးရှိတယ်ဗျာเนาะအဲ့ဒီတော့ကိုက business account ကြီးမှာထားပြီးတော့သူများတခြင်းတွေယူသုံးနေတဲ့အချိန်မှာဗာလဲဆိုလို့ရှိရင် TikTok က1နေပြီးတယ်ပေါ့เนาะ copyright နဲ့ညှိနေပါတယ်ဆိုတော့เนาะကောင်တော့ပုံမှန်ဆို business account လုပ်ထားတယ်ဟေးဆိုလို့ရှိရင် Trump ဖြစ်တဲ့တခြင်းတွေเนาะကအစsearch box မှာရှာလို့မတွေ့တော့ဘူးဘာဖြစ်လို့လဲဆိုတော့သုံးခွင့်တရားဝင်မပေးထားလို့ပါเนาะအဲ့ဒီတော့ကိုကအကယ်၍ဟာသူများတချင်းတွေလေယူသုံးတာ Trump လေးတွေလည်းဝင်နေတာရှိတယ်ဟိဆိုကိုယ့်ရဲ့ account ကို personal account မှာထားပါเนาะ okay အဲ့ဒီတော့ဒါလေးတွေတစ်ချက်တတိထားရမယ်အချက်လေးတွေပါတခြားအချက်လေးတွေကတော့အထွေထူးမရှိပါဘူးအခုဒီအချက်လေးတွေရပြီဟိဆိုလို့ရှိရင်တော့ TikTok ရဲ့ policy နဲ့တုံယုံမညှိပါဘူးအဲ့ဒီတော့ကောင်ဘာလို့ဒါဒီ video လေးလာပြောလဲဆိုတချို့တွေ view နဲ့ TikTok ရဲ့ policy ညှိပြီးတော့ view နဲ့နေရရှိတယ်တချို့တွေအဲ့ဒီလိုမျိုး policy ညှိနေတဲ့အချိန်မှာကိုကမသိဘဲနဲ့ဇွတ်တွေလုတ်တဲ့အချိန်မှာဘာလဲဆိုအကောင့်ကပြတ်သွား TikTok မှာကျတော့အကောင့်ပြတ်သွားပြီဆိုရင်ရှာရတာပြန်လုတ်ကြတာအရန်ကိုခတ်ပါတယ်เนาะ Facebook လိုမျိုးမလွယ်ဘူးအဲ့ဒီလိုဆိုတော့ TikTok ရဲ့ policy လေးတွေသိထားပါဒီ video လေးသူများတွေလည်းသိအောင်သူများတွေလည်းအကောင့်မပြတ်အောင် repost လေးလုပ်ပြီးတော့ပြောပြပြီးသားပါဒါလေးတွေကိုရှောင်နိုင်တယ်ဟိဆိုလို့ရှိရင် view လဲပို့ပြီးတော့များတဲ့ကိုယ့်ရဲ့ account လဲပို့ပြီးတော့တည်ငြိမ်မှုခိုင်မာမှုရှိပါတယ်လို့ပြောချင်ပါတယ် KSCO1 ကို founder ကိုအောင်ဖြိုးပါဗျာ